Brighton ရဲ့ဈေးကင်မှုကိုညှင်းပယ်ပြီးတော့ဈေးကွက်ပြန်ကစားလိုက်တဲ့ United ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာ United ဆောင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုချိန်မှာ United ကကစားသမားတစ်ယောက်ကိုပေါင်တန်း80လောက်အလွယ်တကူပေးပြီးတော့ဝယ်မယ်လို့ထင်နေရင်တော့မှားတော့ပါလိမ့်မယ်ဗျပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဘာလီဘာဟာ United ရဲ့အဓိကပြစ်မှတ်တစ်ခုအဖြစ်နဲ့သတင်းတွေအတော်လေးထွက်ခဲ့ပါတယ်ဒါပေမဲ့လည်းယုံကြည်ရတဲ့သတင်းတွေရဲ့နောက်ဆုံး update တွေမှာတော့ဒီအပြောင်းရွှေ့ရဲ့အဓိကပြဿနာဟာဈေးနှုန်းသတ်မှတ်ချက်ဖြစ်နေတယ်လို့သိရပါတယ် Brighton အသင်းဘက်ကဘာလီဘာအတွက်ပြောင်းရွှေ့ခြင်းကိုပေါင်တန်း80အထက်မှာအသေးကိုင်းထားပါတယ်ဒီလေးလုံးကအရန်ကိုမြင်မားလွန်းနေတယ်လို့ United ဘိုးအဖွဲ့ကယူဆထားပြီးတော့အဲ့ဒီလောက်ပမာဏကိုပေးချေဖို့လုံးဝဆန္ဒမရှိဘူးဗျအရင်တုန်းကဆိုလို့ရှိရင်တော့ United ဟာကလပ်အသင်းတွေဈေးကိုင်းသမျှကိုအလွယ်တကူပေးချေတတ်မှလည်းအခုချိန်မှာတော့အဲ့ဒီလိုမိုက်မဲတဲ့အလုပ်မျိုးကိုထပ်ပြီးလုပ်တော့မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဘာလီဘာကို United ကလုံးဝလက်လျှော့လိုက်ပြီလားအတိအကျပြောရရင်လုံးဝလက်လျှော့လိုက်တာတော့မဟုတ်ပါဘူးလောလောဆယ်မှာတော့သူ့ထပ်ပိုးပြီးတော့ဦးစားပေးရမယ့်ချူအာမန်နီဖာနန်ဒက်နဲ့Alex Scott တို့လိုပြစ်မှတ်တွေစီကိုအာယုံပြောင်းလိုက်တာပါဒီနေရာမှာ United ရဲ့တွေးခေါ်ပုံကတကယ်ကိုရင်းကျက်လာတာကိုတွေ့ရပါတယ်ဗျဘာလီဘာဟာလာမဲ့ကမ္ဘာဖလားကိုတွားရောက်ကစားခွင့်ရမယ့်ကစားသမားမဟုတ်ပါဘူးပြီးတော့လောလောဆယ်ဈေးကွက်ထဲမှာသူ့ကိုပေါင်တန်း80ပေးပြီးတော့အလူရက်ဝယ်မဲ့အခြားအသင်းကလည်းမရှိသေးပါဘူးဒါကြောင့် United အနေနဲ့ဒီဇွန်လထဲမှာသူ့ကိုအလော်တကြီးဝယ်ဖို့မလိုအပ်ဘူးဗျဩဂုတ်လအပြောင်းရွှေ့ဈေးကွက်ပိတ်ခါနီးအချိန်ထိစိတ်ရှိရှိနဲ့စောင့်ကြည့်ရမယ့် view ဟာကိုတုံးလာပါတယ်ဩဂုတ်လအထိစောင့်ကြည့်လိုက်လို့လည်းဘာလီဘာရဲ့ဈေးကပေါင်တန်း80ထက်ပိုပြီးတော့တက်သွားစရာအကြောင်းမရှိပါဘူးတကယ်လို့ United ကဒါလုံးဝလှည့်မကြည့်တော့ဘူးဆိုလို့ရှိရင် Brighton ဘက်ကတော့စိတ်လို့ရှားလာပြီးတော့ဈေးလျှော့လာနိုင်တဲ့အနေအထားမှာရှိနေပါတယ်တကယ်လို့ United ရဲ့အခြားကွင်းလယ်ပြစ်မှတ်တွေဖြစ်တဲ့ Fernandes ဒါမှမဟုတ်လို့ရှိရင် Scott တို့ကိုခေါ်ယူဖို့အဆင်မပြေခဲ့ဘူးဆိုလို့ရှိရင်တော့မှဩဂုတ်လရောက်တဲ့အခါမှာဘာလီဘာက United ကိုပြောင်းလာခြင်းတွေတုံးဖြစ်မှာတေးကြပါတယ်ဗျဒါဟာကိုဘက်ကအသာစီးယူထားပြီးတော့ဈေးကွက်ကိုအကောင်းဆုံးကစားနေတဲ့ INEOS ရဲ့ Master Plan တစ်ခုလို့ပဲဆိုရမှာပါပဲညီကိုတို့ရော Brighton ရဲ့ဈေးကင်မှုကိုအရှုံးမပေးဘဲနဲ့ဩဂုတ်လအထိစိတ်ရှိရှိစောင့်ကြည့်ရမယ် United ရဲ့ဈေးကွက် view ဟာပေါ့ဘယ်လိုမြင်လဲပေါင်တန်း80ဆိုတဲ့ဈေးကရောဘာလီဘာနဲ့ထိုက်တန်တယ်လို့ထင်လားကိုမမှာဝင်အောင်ဆွေးနွေးပေးတော့ကြပါအောင်ဗျာ